ဆိုမြန်မာအသင်းပဲခေဖြိုဝင်းချက်လက်လာတယ်လူမော်နဲ့ပြန်တွေ့တဲ့လူမျိုးအောင်ညမချောင်းထုတ်ပေးထားပြီးမမောင်တွင်းအေးဖြတ်ချုံးပြီးထောင်းတယ်ပြီခေါ်ပြီနော်ဒီချိန်မှာတော့ပြိတ္တတွေမျောနေနေတဲ့ခြေပေါက်ကိုတော့ဒီနေ့အသင်းရဲ့တိုက်စစ်ပိုင်းမှာပွဲထွက်ပေါ်လာခဲ့တာပါတယ်လက်ရှိပွဲသားချိန်28မိနစ်ရောက်မှာတော့ဒီမှာပြိတ္တတွေအတွက်တွင်ယူပေးသွားနိုင်ရပြီလည်းဖြစ်ပါတယ်ဒီချိန်မှာတော့မမောင်တွင်ရဲ့အသေးသက်ဆုံးပေးဖို့မှုကနေအေးရထဲမှာတမ်းပိုင်ရဲ့တီချလှပတဲ့အဆုံးသတ်တစ်ခုနဲ့တူဒီနေ့သူ့နောက်ကွင်းထဲကပြိတ္တတွေရဲ့အကျယ်လောင်ဆုံးသောလက်ခုပ်ကန်တွေကိုတော့ကျွန်တော်တို့စပြီးကြားသိခဲ့ရပြီဖြစ်ပါတယ်။ညာချမ်းကနေမမောင်တွင်ရဲ့ဖြစ်တင်ပေးဖို့မှုကအကောင်းဆုံးသောအနေအထားမှာရှိနေခဲ့သလိုတမ်းပိုင်ရဲ့ကောင်းတဲ့ချက်ကလည်းတော့အမှားယွင်းမရှိခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့လက်ရှိမှာတော့မြန်မာအသင်းနဲ့အာဖဂန်အသင်းတို့ကတစ်ဖက်နဲ့တစ်ဖက်သကိုးစီတေရလက်ထွက်ပေါ်နေပြီးတော့ပွဲကိုတော့အကျိတ်အနေနဲ့လက်ချံပွဲကစားကြည့်နေမှာရှင်ပြိုင်ကစားဖို့အတွက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။